ပိုင်းတစ်ထူးခြားသောပဋိသန္ဓေနှင့်ဖွားမြင်ကန်တစ်နတ်ရွာမှစုတေခြင်းနှင့်အိမ်မက်ဆန်းဝိဒေဟရိတ်တိုင်မိထီလာပြည်ရဲ့အရှိဘမှာပါစီနေရဝမက်ဇက်ကုံဆိုတဲ့ရွာကြီးတစ်ရွာရှိပါတယ်ထိုရွာမှာကျွဲဝါချမ်းသာပြီးတရားတရားထတင်နှင့်ပီရိဝဒနာတုထေးကြီးနဲ့သူ့မနေတဝီတို့ဇနီးမောင်နှံနေထိုင်ရပါတယ်တညမှာတော့သူ့မနေတဝီဟာအလွန်ထူးခြားတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ပါတယ်သူမရောက်ဝမ်းကြတိုက်ထဲကိုအယောင်ဝါတောက်ပေါက်တဲ့နတ်သားတစ်ပါးစိမ့်သက်လာသလိုခံစားရပြီးတကိုယ်လုံးငြိမ်းချမ်းမှုတွေနဲ့ပြည့်နှက်သွားပါတယ်ဒါဟာပါရမီဖြည့်ဆည်းပြီးသားဖျားလောင်းနတ်သားတစ်ပါးလူပြည်ကိုစိမ့်သက်လာတာပဲဖြစ်ပါတယ်နှစ်ဆယ်လပြည့်ပြီးဖွားမြင်ခြင်းသူ့မနေတဝီမှာကိုဝန်ရစ်မာလာပြီးဆယ်လပြည့်တဲ့အခါမှာတော့လောကကိုအလင်းပေးမဲ့ကလေးငယ်ကိုဖွားမြင်ပါတယ်ကလေးငယ်ဖွားမြင်တဲ့အချိန်မှာပဲတလောကလုံးမှာနမိတ်ကောင်းတွေဖြစ်ပေါ်ခဲ့ပါတယ်ကောင်းကင်ယံမှာကြည်လင်ဝင်းပါနေခြင်းပန်းမှန်တို့ဖူးပွင့်ဝေစားလာခြင်းလူတို့ရဲ့စိတ်နှလုံးမှာအကြောင်းမဲ့အေးချမ်းပျော်ရွှင်လာခြင်း၃လက်ထဲကနတ်ဆေးခဲတကယ်ပါလာခြင်းပါပဲကလေးငယ်ဟာမွေးခြင်းပါပဲသူ့ရဲ့ဖခင်တထေးကြီးကိုကြည့်ပြီးစကားဆပြောခဲ့ပါတယ်ဖခင်ဤဆေးခဲကိုယူပါဤဆေးခဲဖြင့်ဖခင်ဤဝေဒနာကိုကုသပါထိုအချိန်မှာတထေးကြီးဟာခေါင်းကိတ်ဝေဒနာအပြင်းထန်ခံစားနေခြင်းဖြစ်ပါတယ်ကလေးငယ်ပေးတဲ့ဆေးခဲကိုယူပြီးနှစ်ဖူးမှာပုတ်လိုက်တဲ့အခါမှာတော့နှစ်ပေါင်းများစွာခံစားနေလေဝေဒနာဟာချက်ချင်းဆိုသလိုအမြင့်ဖြတ်ပျောက်ကင်းသွားခဲ့ပါတယ်၄မဟော်ဒရဟုအမိမိတ်ခေါ်ခဲ့ကြတယ်ဒီသတင်းဟာတရွာလုံးပြန့်နှံ့သွားပြီးယောဂဝေဒနာခံစားနေသူတွေစုပြုံရောက်ရှိလာကြပါတယ်ဆေးခဲကိုရေမှာသွေးပြီးတိုက်ကျွေးယုံလိမ့်ပေးယုံနဲ့ကန်းသူမြင်ရနားပင်းသူကြားရတဲ့အထိတကိုးထပ်မြက်ခဲ့ပါတယ်ဒီလိုကြီးမြတ်သောဆေးစွမ်းရှိသူမဟာအော်ဒရဆိုပြီးကလေးငယ်ကိုမဟော်ဒရဟုအမိမိတ်ခေါ်ခဲ့ကြပါတယ်တစ်ချိန်တည်းမှာပဲအနီးညကအင်ဂျီတထောင်မှာလဲကလေးငယ်တထောင်အတူတူဖွားမြင်နေကြပြီးသူတို့အားလုံးဟာမဟော်ဒရရဲ့အချမ်းအယံအပေါင်းအဖော်ဒီဖြစ်လာကြပါတယ်